အားလုံးပဲမင်္ဂလာပါ Mr. K9 Channel နဲ့ကြိုဆိုပါရစေဒီနေ့မလေးစကားလေ့လာခြင်းသင်ခန်းစာမှာပြောပြချင်တာကတော့ Raya ဆိုတဲ့စကားလုံးအကြောင်းပဲဖြစ်ပါတယ်မလေးရှားနိုင်ငံမှာပွဲတော်တွေရှိတိုင်းမှာ Raya ဆိုတဲ့စကားလုံးကိုကြားရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာပြောပြချင်တာကတော့ဘာသာရေးနဲ့မသက်ဆိုင်ပဲ Raya ဆိုတဲ့စကားလုံးရဲ့အသုံးကိုပဲပြောပြပေးတော့မှာဖြစ်ပါတယ် Raya ကိုမလေးစကားမှာ2မျိုးသုံးပါတယ်နံပါတ်1ပွဲတော်တွေနဲ့သက်ဆိုင်တဲ့အသုံးလုံးနံပါတ်2ပွဲတော်တွေနဲ့မသက်ဆိုင်တဲ့အသုံးလုံးဆိုပြီးတော့ Raya ကို2မျိုးသုံးပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ပွဲတော်တွေနဲ့သက်ဆိုင်တဲ့ Raya ကိုဘယ်လိုသုံးသလဲကြည့်ကြအောင်ပါဥပမာ Hari Raya Aidil Fitri Hari Raya Aidil Fitri ဆိုတာကတော့ဘာသာဝင်တွေရဲ့ဥပုသ်လထွက်တဲ့နေ့ကို Hari Raya Aidil Fitri လို့ခေါ်ပါတယ် Fasting လဥပုသ်ဆောင်တဲ့လတစ်လပြီးတာနဲ့ပထမဆုံးထွက်တဲ့နေ့ကို Hari Raya Aidil Fitri လို့ခေါ်ပါတယ်ဆိုတော့ဒီမှာဆိုရင် Raya ဆိုတဲ့စကားလုံးကိုသုံးထားပါတယ်မလေးရှားနိုင်ငံမှာတော့ဥပုသ်လအတော်တွင်နဲ့ဥပုသ်ထွက်တဲ့လတွေမှာရင်းနှီးတဲ့မိတ်ဆွေတွေတငယ်ချင်းတွေကိုအိမ်ကိုဖိတ်ပြီးတော့အစားအစာကျွေးကြပါတယ်ဆိုတော့ Raya ကပွဲတော်ကျင်းပတယ် celebration လုပ်တယ်ဆိုရင် Raya လို့သုံးပါတယ်ဆိုတော့ဒါကပွဲတော်တွေနဲ့သက်ဆိုင်တာကိုကျွန်တော်အရင်ပြောပြပေးတော့ပါမယ် Hari Raya Hari ဆိုတာကနေ့ Raya ဆိုတာက celebration ဆိုတော့ပွဲတော်ရက်နေ့ထူးနေ့မြတ်ကို Hari Raya လို့သုံးပါတယ် Cuti Raya Cuti ဆိုတာကအားလပ်ရက်ခွင့်ယူရဆိုရင်လည်း Cuti လို့ပြောပါတယ်ငါခွင့်ယူမယ်ဆိုရင် Saya Cuti လို့ပြောရင်ပဲလုံလောက်ပါတယ်ဒါမှမဟုတ် Saya ambil Cuti ambil ဆိုတာယူတာဆိုတော့ Cuti ဆိုတာကခွင့်အားလပ်ရက် Cuti Raya ဆိုတာကဘယ်လိုဟာမျိုးပြောတယ်လဲဆိုရင်ဥပမာအပြင်ကျွန်တော်တို့တကြံကာလပိတ်လိုက်တယ်ဒီပွဲတော်နဲ့ပတ်သက်ပြီးတော့ခွင့်ဆက်ယူတာမျိုးကို Cuti Raya လို့သုံးပါတယ်ဆိုတော့ Cuti စံပုံးလို့လည်းပြောပါတယ်စံပုံးဆိုတာဆက်တာခွင့်ဆက်ယူတယ်လို့လည်းသုံးပါတယ်ဆိုတော့ Cuti Raya ဆိုတာကပွဲတော်နဲ့ဆိုင်တဲ့ခွင့် Musim Raya Musimဆိုတာကစီစဉ်ရာသီဥတုဆိုတော့ Musim Raya ဆိုတာကရာသီပွဲတော်ကိုပြောတာဥပမာအဖြစ်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တစောင်းတိုင်းပွဲတော်တစောင်းမုံလာမှာကျင်းပပါတယ်တပေါင်းပွဲတော်ကတပေါင်းလာမှာကျင်းပပါတယ်ဆိုတော့ရာသီအလိုက်ဆိုင်တဲ့ပွဲတွေကို Musim Raya လို့သုံးပါတယ် Sembahyang Raya Sembahyang ဆိုတာဖျားရှင်ကိုးတာပါဆိုတော့သူတို့ဘာသာဝင်တွေတောက်ကြနေမှာဖျားရှင်ကိုးတယ်ဆိုရင်လည်း Sembahyang လို့သုံးပါတယ် Sembahyang Raya ဆိုတော့ဖျားရှင်ကိုးရက်ဥပုသ်လအတော်တွင်မှာဆိုတော့ပထမဆုံးနေ့ရဲ့မနက်ပိုင်းမှာဖျားရှင်ကိုးကြပါတယ်ဥပုသ်လကာလအစပထမဆုံးနေ့ရဲ့မနက်ပိုင်းကိုလည်း Sembahyang Raya လို့ခေါ်ပါတယ် Baju Raya Baju ဆိုတာကအဝတ်အစား Baju Raya ဆိုတာကပွဲတော်အတွက်အဝတ်အစားတွေကိုတန်ရှင်းလုပ်တယ်အဝတ်အစားတွေဝယ်တယ်အဲ့လိုရမျိုးကို Baju Raya လို့သုံးပါတယ် Duit Raya Duit ဆိုတာကငွေပါမလေးစကားမှာ2မျိုးသုံးပါတယ် Duit ရဝမ်ရ Duit ဆိုလဲငွေပဲဝမ်ဆိုလဲငွေပါပဲ Duit Raya ဆိုတာကမုံဘိုးပေးတဲ့ကာလကိုပြောတာပါကလေးတွေကိုမုံဘိုးပေးတဲ့ရက်ဆိုတော့တရုတ်နှစ်တကူလို့ဆိုအန်ပေါင်းပေးတဲ့ရက်ကိုဆိုလိုတာပါ Sampol Duit Raya Sampol ဆိုတာကစာအိတ်ကိုပြောတာပါ Sampol Duit Raya ဆိုတော့စာအိတ်ထဲကိုငွေထဲတဲ့နေ့Ucapan Raya Ucapan ဆိုတာကမိတ်ဆက်တာ green tea လုပ်တယ်ဆန္ဒပြုတယ်ဆိုတော့ဘာနဲ့တူလဲဆို Selamat Hari Raya Selamat Hari Raya ဆိုတာကတော့ Selamat ဆိုတာမင်္ဂလာရှိသော Hari Raya နေ့ထူးနေ့မြတ် Lampu Raya Lampu ဆိုတာကမီးတီးကိုပြောတာပါ Lampu Raya ဆိုတော့မီးထွန်းပွဲတော် Kuih Raya Kuih ဆိုတာကမုံပဲတေးစာစနက်ကိုဆိုလိုတာပါဆိုတော့ Kuih Raya ဆိုတော့မုံပဲတေးစာပွဲတော်ဖြစ်ပါတယ်ဒါကတော့ပွဲတော်နဲ့သက်ဆိုင်တဲ့ Raya စကားလုံးတွေဖြစ်ပါဆိုတော့ Raya ကိုပွဲတော်နဲ့မသက်ဆိုင်တဲ့အသုံးတွေကြည့်ကြအောင်ပါ Jalan Raya Jalan ဆိုတာကလမ်းကိုပြောတာပါ road Jalan ဆိုရင်ကျွန်တော်တို့လမ်းလျှောက်တယ်ဆိုလိုတာပါဆိုတော့ Jalan Raya ဆိုတာကပိုကျဲတဲ့လမ်းပိုကြီးတဲ့လမ်းကို Jalan Raya လို့သုံးပါတယ် Raya နဲ့ပေါင်းလိုက်တဲ့အခါမှာလမ်းကပိုပြီးတော့ကြီးသွားပါတယ် Lepokဆိုတာကလမ်းကြောင်းကိုပြောတာပါဆိုတော့တနေရာကိုဥတီသွားနေတဲ့လမ်းကြောင်းဆိုတော့ Lepok Raya ဆိုတာ highway လမ်းဖြစ်သွားပါပြီ Lepok Raya highway Bandar Raya Bandar ဆိုတာကမြို့ city ကိုပြောတာပါ Bandar Raya ဆိုတော့ big city မြို့ကြီးဖြစ်ပါတယ် Kota Raya Kota ဆိုတာက township မြို့နယ်ကိုပြောတာပါ Kota Raya ဆိုတော့မြို့နယ်မှာအသေးမဟုတ်ဘဲနဲ့အကြီးဖြစ်ပါတယ် Kota Raya Alan Raya Alan ဆိုတာက universe စัจ java လား nature တဘာဝကိုပြောတာပါ
Alan Raya ဆိုတော့ကြီးမားတဲ့ universe ပေါ့စัจ java လားကြီးမားလာတဲ့စัจ java လားကိုပြောတာပါကာယ Raya ကာယဆိုတာကချမ်းသာတော့ကာယ Raya ဆိုတော့အလွန်ချမ်းသာတော့ဘာလိုင်း Raya ဘာလိုင်းဆိုတာကခမ်းမဘာလိုင်း Raya ဆိုတော့ကြီးကျယ်တဲ့ခမ်းမပေါ့ခမ်းမအကြီးကိုပြောတာပါပါစာ Raya ပါစာဆိုတာကဈေး Raya နဲ့ပေါင်းလိုက်တဲ့အတွက် supermarket ဈေးအကြီးကိုပြောတာပါဂျာပါတန်ကေဂျာ Raya ဂျာပါတန်ဆိုတာ department ဌာနကိုပြောတာပါဒီနေရာမှာအတန်ထွက်တူတာရှိပါတယ်ဂျမ်ပါတန် JAMBATAN ဂျမ်ပါတန်ဆိုရင်တထားကိုပြောတာပါတလုံးပဲပို့သွားပါတယ်ဂျာပါတန်ဆိုတာက department ဂျမ်ပါတန်ဆိုတာတထားဆိုတော့ဂျာပါတန်ကေဂျာ Raya ကေဂျာဆိုတာအလုပ်ဆိုတော့အလုံးနဲ့ဆိုင်တဲ့ဌာနဆိုတော့ Raya နဲ့ပေါင်းလိုက်တော့ happy သူနဲ့သက်ဆိုင်တဲ့အလုပ်သမားကြီးဌာနပေါ့ပီလီဟန် Raya ပီလီဟန်ဆိုတာကရွေးချယ်တာဆိုတော့ပီလီဟန် Raya ဆိုရင်ရွေးကောက်ပွဲကိုမှအသေးအမွှားရွေးကောက်ပွဲမဟုတ်ပါဘူးပြည်လုံးကျွတ်ရွေးကောက်ပွဲဆိုလိုတာပါဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအနည်းရှုပ်အနေနဲ့ပြန်ပြောရရင် Raya ဆိုတဲ့စကားလုံးကအတိတ်ပဲ2မျိုးရှိပါတယ်ပွဲတော်တွေနေထူးနှင်းမြတ်တွေနဲ့သက်ဆိုင်တဲ့ Raya ရဲ့ Raya ဆိုတဲ့စကားလုံးနဲ့ပေါင်းလိုက်ရင်ကြီးကျယ်ခမ်းနားသွားပါတယ်ရုံးသုံးစကားလုံးတွေနဲ့သက်ဆိုင်တဲ့ Raya ရဲ့ဆိုပြီးတော့2မျိုးရှိပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့သိတဲ့ Raya များရှိရင်လည်း comment box မှာမှတ်ခဲ့လို့ရပါတယ်တခြားမလေးစကားနဲ့သက်ဆိုင်တဲ့မလေးနိုင်ငံနဲ့သက်ဆိုင်တဲ့ဗီဇာအကြောင်းအရာတွေအားလုံးနဲ့မေးချင်တာများရှိရင် comment box မှာရှာရေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့နော်အဆုံးထိအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်